နော် subline လေးအသုံးပြုပြီးကျွန်တော်ပြမယ်နော် subline လေးအသုံးပြုပြီးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကဘိုးကြီးဒီမှာပါရနော် 1.5 3.6 4.8 8.4 7.4နောက်မှနောက်ဆုံးကိုကျွန်တော်ထည့်မယ်ဒီကောင်လေးကို 1.5 ကိုအရင်ဆုံးထားမယ်ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီလေးခုပိုင်းဥစ္စာလေးကိုပြမယ်နော်ဒါလေးကိုကျွန်တော်တို့က1.5 လောက်ကျွန်တော်ထားမယ်ထားပြီးတော့ကျွန်တော်တို့ဒီဘက်ကဥစ္စာလေးကိုကျွန်တော်တို့ပို့တင်မယ်ဘိုးကဘယ်လောက်လဲဆိုတော့ကျွန်တော်39လောက်ထားပြီးမယ်နော်40 39ပေါ့နော်39လောက်ပေါ့ကျွန်တော်ထားပြီးမယ်ဒီဘက်အစွန်းဆုံးကြတော့ကျွန်တော်တို့က200ထားပြီးမယ်2.00ကျွန်တော်အရောက်ပို့ပြီးမယ်နော် okay 2.00ဒီကောင်က 0.19 okay အဲ့ဆိုရင်ကျွန်တော်တို့ကဒါလေးကိုဒီမှာအနီတက်တယ်ဒီအမဲလေးတက်မယ်ပေါ့နော်အမဲလေးတက်မယ်အဲ့ဆိုကျွန်တော်တို့ကနှုတ်ကြည့်မယ်ဆက်နှုတ်ကြည့်မယ်ကျွန်တော်တို့ကဒီကောင်ကဒီ very ဘိုးကြီးပါကျွန်တော်တို့အရင်ဆုံးကြည့်ရမယ်နော်ဒီဖုန်းတစ်လုံးမှာဘယ်ကအပေါင်းလဲဘယ်ကအနှုတ်လဲဟုတ်ပြီကျွန်တော်တို့အဲ့ဒါကျွန်တော်အရင်ဆုံးစမ်းကြည့်လိုက်မယ်နော်မီတာလက်တန်လေးနဲ့ကျွန်တော်တို့စမ်းကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကground ကိုဒီမှာအနက်6ပြီးတော့ဒီကောင်လေးကိုစမ်းမယ်ဒီကောင်ဆိုရင် ground ကျနေရယ်ဒီကောင်လေးကအနီကညာဘက်မှာပါနော်အနီကညာဘက်မှာဆိုတော့ကျွန်တော်တို့အနီကိုညာဘက်မှာအရင်တက်လိုက်မယ်နော်โอเคနော်ဟုတ်ပြီအနက်ကဒါဆိုကျွန်တော် ground လေးထောက်လို့ရရယ်ဒီမှာလေးညှက်လို့ရတယ်โอเคကျွန်တော်ဒီမှာညှက်ပြလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီဆက်တလုံးနှုံးမဲ့အနေထားကျွန်တော်စတင်ပြီးတော့လှုပ်ဆောင်တော့မယ်နော်အနက်အနီဟုတ်ပြီဒါဆိုကျွန်တော်တို့ power key လို့တစ်ချက်နှိပ်မယ်ဒီ supply လေးမှာတစ်ချက်နည်းနည်းလေးကြည့်ထားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဆက်နှုတ်တော့ပြီလူရဲ့ ampere ဆွဲပြီးတော့လှုပ်နေပေါ့နော်ဒီ set ကို run နေရဆိုတဲ့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်ဖုန်းတစ်လုံးမှာကျွန်တော် 3.9 4.0 4.1 4.2 ကျွန်တော်တို့ရရဲဒါပေမဲ့ကျွန်တော်တို့ကအနည်းဆုံး 3.9 နဲ့ကျွန်တော်လောက်တာပို့ပြီးအဆင်ပြေမယ်ဒါဆိုပို့အားလည်းမများတော့ဘူးပေါ့နော်အနေချင်းလည်းမရှိတော့ဘူးအဲဒါ 3.9 နဲ့ကျွန်တော်တို့စပြီးတော့ဒီ set ကိုနှိုးမယ် short fear တွေလည်းဖြစ်ဖြစ်ဒီ set နှိုးရပဲဖြစ်ဖြစ်power bowl တွေပါလောက်တာပဲဖြစ်ပေါ့နော်ကျွန်တော်တို့ကအားလေးနဲ့လုပ်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီဖုန်းတစ်လုံးဒါဆိုရင်ဒီကောင်က very လိုအပ်တယ် very မကောင်းဆိုတဲ့အကြောင်းလေးကိုကျွန်တော်သိသွားပြီပေါ့နော်မှန်ကောင်းတယ် very မကောင်းပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီကောင်ကို very လဲရမယ်ဖြစ်ပါတယ်နော် very မရှိဘူးဆိုတော့ကျွန်တော်တို့ကဒါ very ရတဲ့မကောင်းတာလား very တစ်လုံးပါလာတယ် very ရမကောင်းတာပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီကောင်လေးကိုပြန်ဖြုတ်မယ်โอเคနော်အားလုံးမင်္ဂလာပါနော်နောက်ဖုန်းပြင်တဲ့ဒီအသေးစိတ်ကလေးကျွန်တော်တင်ပေးပါမယ်เนาะကျွန်တော်ရဲ့YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးပါ follow လေးလုပ်ပေးပါonline တင်တဲ့ချင်းလည်းလူပြရှင်လည်းကျွန်တော်ဒီ comment မှာကျွန်တော်ချပေးထားပါမယ်เนาะကျွန်တော်ရဲ့ messenger chat box မှာလာပြီး online တင်တဲ့လည်းရမယ်လက်တွေ့တင်တဲ့ဆိုလည်းကျွန်တော်ပြပေးပါမယ်เนาะအားလုံးမင်္ဂလာပါ